ဗီတာမင် B12 နဲ့ရင်ဖြစ်လာမယ့်လက္ခဏာ၅ခုမကြာခဏပင်ပန်းနေတယ်လက်တွေရှည်တွေတစ်ခါတရံထုံသလိုဖြစ်နေတယ်ဒါတွေကဗီတာမင် B12 နည်းနေတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ဒီဗီဒီယိုမှာဗီတာမင် B12 နဲ့ရင်ဖြစ်တဲ့လက္ခဏာတွေကိုကျွန်တော်ရှင်းပြသွားပါမယ်ဗီတာမင် B12 ဆိုတာဘာလဲဆိုလို့ရှိရင်ဗီတာမင် B12 ကခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဗီတာမင်တစ်ခုပါဗီတာမင် B12 ကဘာလို့လုပ်ပေးလဲဆိုလို့ရှိရင်သွေးနေဥတွေပြန်လည်ဖွဲ့စည်းပေးတယ်။အုံနောက်နဲ့အာယွန်ကြောလှုပ်လို့ဖို့ DNA ကိုဖန်တီးပေးတာဖြစ်ပါတယ်။ဒါကြောင့်ဗီတာမင် B12 နည်းလို့ရှိရင်ခန္ဓာကိုယ်မှာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဗီတာမင် B12 အားနည်းလို့ရှိရင်ပြသမယ့်လက္ခဏာ၅ခု။နံပါတ်1တစ်ချက်အနေနဲ့မကြာခဏပင်ပန်းနေခြင်းဗီတာမင် B12 နည်းလို့ရှိရင်သွေးနေဆဲတွေကလျော့နေနိုင်ပြီးတော့ခန္ဓာကိုယ်ကအောက်ဆီဂျင်မလုံလောက်တော့ဒါကြောင့်မို့လို့မောပန်းလွှမ်းနေနိုင်ပါတယ်။နံပါတ်2တစ်ချက်ရှေ့ထုံလက်ထုံဖြစ်ခြင်းဗီတာမင် B12 အားနည်းလို့ရှိရင်နည်းသွားလို့ရှိရင်ရှေ့လက်တွေထုံခြင်းပဲဒီရှေ့ထိတ်လက်ထိတ်လေးတွေကိုအက်လေးနဲ့ဆူလို့ခံစားမှာဖြစ်ပါတယ်နံပါတ်3တစ်ချက်မူးဝေခြင်းဗီတာမင် B12 အားနည်းလို့ရှိရင်သွေးအားနည်းပြီးတော့ခေါင်းတစ်ခါတရံကျရင်မူးဝေနိုင်ပါတယ်နံပါတ်4တစ်ချက်အနေနဲ့မေ့လျော့ခြင်း B12 အားနည်းလို့ရှိရင်ကျွန်တော်တို့အာရုံကြောစနစ်ကိုထိခိုက်တာမို့လို့စာတွေကြက်ပြီးတာဖြစ်ဖြစ်တစ်ခုခုပစ္စည်းကိုချပြီးတော့ဟိုဘက်ကိုတွားလို့ရှိရင်အပစ္စည်းကိုဘယ်နှထိုင်းမှမသိတာဖြစ်ဖြစ်တစ်ခုခုမေ့လျော့နိုင်ပါတယ်စိတ်ရှုပ်ထွေးနိုင်ပါတယ်နံပါတ်5အနေနဲ့ကတော့ရှာမှာအနာဖြစ်ခြင်းဖြစ်လာနိုင်ပါတယ်လူကြီးမင်းတို့ရဲ့ရှာတွေမှာနေလာတာတွေနားလာတာတွေပြီးရင်ဒီပါးစပ်မှာကွန်စားလို့ရှိရင်ဖြစ်တယ်လို့မျိုးအနာတွေဘာတွေပေါက်တာတွေဖြစ်လာနိုင်ပါတယ်ဒါတွေကဗီတာမင် B12 အားနည်းတဲ့အချက်5ချက်ဖြစ်ပါတယ်ဗီတာမင် B12 ကောင်းမွန်အောင်ဘယ်စားတာတွေစားရမလို့ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကတော့အသားပေါ့အသားတွေငါးတွေကြက်ဥတွေနို့တွေနွားနို့တွေကိုအများဆုံးတောက်လို့ရတယ်ဖြစ်ပါတယ်ဒါပေမဲ့ဘလို့လူတွေမှာဗီတာမင် B12 အားနည်းလို့ဆိုလို့ရှိရင်တော့အသားလုံးဝမစားဘူးပေါ့ငယ်လေးတွေအသားလုံးဝမစားဘူးရှောင်ထားမယ်အသီးရွက်တွေကိုပဲပုံမှန်စားနေတဲ့လူဆိုလို့ရှိရင်တော့ဗီတာမင် B12 အားနည်းနိုင်ပါတယ်ဒါကြောင့်မို့လို့လူကြီးမင်းကအသားလည်းမစားခြင်းဘူးအသီးရွက်တွေပဲစားတယ်ဗီတာမင် B12 လည်းမနည်းခြင်းဘူးဆိုလို့ရှိရင်တော့ဗီတာမင် B12 ဖြည့်ဆက်စာအနေနဲ့ဆေးဝါးတွေကိုမနက်အိပ်ရာနိုးနိုးချင်းဘာမှမစားတဲ့အချိန်မှာတောက်သုံးပေးခြင်းအပြင်ဗီတာမင် B12 အားနည်းခြင်းကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ကျွန်တော်ပြောပြသေးတဲ့လက္ခဏာတွေလူကြီးမင်းမှာဖြစ်နေပြီဆိုလို့ရှိရင်တော့ဒီလိုလက္ခဏာတွေမကြာခဏဖြစ်ရင်ဆေးရုံဆေးကန်းသွားပြီးတွေးစစ်ကြည့်ချင်ပါတယ်တွေးဆိုလို့ရှိရင်ဘယ်ရောက်ဆေးရမယ်ဆိုလို့ရှိရင်ဗီတာမင် B12 level ကိုစစ်ဆေးသင့်ပါတယ်ဒီမှာအဲ့လိုစစ်လိုက်မှတာတဲ့လူချင်းမင်းကစောချေးတည်ပြီးတော့ဗီတာမင် B12 ဖြည့်ရခြင်းလက္ခဏာတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်နောက်လည်းဒီလိုကျန်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတင်ပြတာဖြစ်လို့အကောင့်လေးကို subscribe လုပ်ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေ